အခုကျွန်တော်လက်ထဲမှာကင်ထားတဲ့အရာလေးက Digital Wrap Hammer လေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာ Digital Wrap Hammer မှာပါဝင်တဲ့ setting တွေနဲ့ Wrap Hammer ကိုဘယ်လိုအသုံးပြုလို့ရတယ်လဲဆိုတာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် Digital Wrap Hammer မှာဆိုရင် setting တွေများစွာပါရှိပါတယ်ပထမဆုံးကတော့ Single Shoot Mode ဖြစ်ပါတယ် Wrap မထောက်မီ Wrap ရဲ့ operation တွေကိုစစ်ဆေးဖို့အတွက်အသုံးပြုပါတယ်ဒုတိယတစ်ခုကတော့ statistic ဖြစ်ပါတယ် statistic မှာဆိုရင် ASTM standard European standard mean နဲ့ user preset ဆိုပြီးတော့ပါရှိပါတယ် mean ကိုတစ်ချက်ချင်းနဲ့တရုတ် standard တွေလို့16ချက်ထောက်ရတဲ့နေရာတွေမှာအသုံးပြုပါတယ် user preset ကတော့အသုံးပြုသူကိုယ်တိုင်စိတ်ကြိုက်ပြုပြင်ပြီးတော့သုံးစွဲနိုင်တဲ့ setting ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ review list ဖြစ်ပါတယ်ဒီနေရာမှာ wrap ထောက်ခဲ့တဲ့ record data တွေကိုပြန်ကြည့်လို့ရပါတယ်Conversion ကတ်မှာဆိုရင် lower 10% ကတ် reference and ကတ်နဲ့ custom ကတ်ဆိုပြီးတော့ပါရှိပါတယ် lower 10% ကတ်ကို concrete mid design တိတိကျကျမသိရှိရသော structure တွေနဲ့ concrete သက်တမ်း28 day တက်ပို့တဲ့ existing building တွေကို wrap ထောက်ရမှာအသုံးပြုပါတယ် reference and ကတ်ကတော့28 day concrete တွေကိုစမ်းသပ်ရမှာအသုံးပြုပါတယ် custom ကတ်ကတော့အသုံးပြုသူကိုယ်တိုင် data analysis လုပ်ပြီးကတ်ဖန်တီးပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်ဒါကတော့ unit ရွေးချယ်တဲ့နေရာဖြစ်ပါတယ် unit တွေမှာဆိုရင် cube value kg/cm², newton/mm², psi နဲ့ megapascal ဆိုပြီးတော့ပါရှိပါတယ် cube value ကိုတော့ wrap တွေကို calibration လုပ်တဲ့နေရာမှာအဓိကအသုံးပြုပါတယ် form factor ကတော့ cylinder, tube နဲ့ user define တွေကိုရွေးချယ်တဲ့နေရာဖြစ်ပါတယ် cylinder နဲ့ tube ကို concrete mid design ပြုလုပ်တဲ့အပေါ်မူတည်ပြီးရွေးချယ်နိုင်ပါတယ် user define ကတော့ core sample တွေရဲ့ length နဲ့ diameter ပေါ်မူတည်ပြီးတော့ factor တွေကိုဖြည့်ပေးရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ carbonation correction ဖြစ်ပါတယ် carbonation test ဆန်းပြီးတော့ရလာတဲ့ depth ပေါ်မူတည်ပြီးတော့ type factor တွေကိုဖြည့်ပေးရမှာဖြစ်ပါတယ်ဒါကတော့ digital wrap hammer ရဲ့ function တွေနဲ့အသုံးပြုပုံတွေပဲဖြစ်ပါတယ်